ကိုကြားတော့ကျွန်တော်ရင်ထဲမှာလှုပ်ရှားမှုတွေပြင်းထန်လာပါတယ်စုဝင်တွေကကျွန်တော်အမောက်ကိုတွန်းလိုက်ပြီးမင်းပါတွေရှောက်ပြောနေတာလဲဂူရုကငါရဲ့ညီလေးပါတယ်ကျွန်တော်အသက်ပြင်းပြင်းရှုလိုက်ပြီးကျွန်တော်ရဲ့အကောင်းဆုံးအပြုံးတုကိုဖန်တီးလိုက်ပါတယ်ဟုတ်တယ်အမလျှောက်မပြောပါနဲ့စုဝင်နှင်းကကျွန်တော်ရဲ့အမတ်တယောက်လိုပါပဲတဲ့မြစာစားပြီးတဲ့နောက်ကျွန်တော်တို့ပွဲရောက်လာကြတဲ့ကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကပိုပြီးနှွေးထွေးလာခဲ့တာပါပါပြန်တွဲဖို့ခွင့်လန်းကအရန်များပါတယ်လက်ဝိရတနာဆိုင်မှာအလုတ်လုတ်တဲ့တငယ်ချင်းတယောက်ကပြောတာကတော့မနေ့ကစုဝင်တင်ကသူ့ဆိုင်ကိုလာပြီးလက်စွပ်တကွင်းရေးသွားခဲ့ရတဲ့စုံချမ်းအတွက်ဖြစ်ဖို့90%နှုန်းတေချပါတယ်ကျွန်တော်အမတ်ရဲ့တငယ်ချင်းအားလုံးကိုသိပါတယ်ကျွန်တော်ရောက်လာတာကိုမြင်တော့လူအများကြီးကကျွန်တော်ကိုနှုတ်ဆက်ပြီးစွာကြည့်နေခဲ့ပါတယ်ညစာမစားခင်မှာစွန်ချမ်းကကျွန်တော်ကိုဘေးကိုခေါ်သွားပါတယ်ညစာမစားခင်မှာစွန်ချမ်းကကျွန်တော်ကိုဘေးကိုခေါ်သွားပါတယ်ဂူယူဝန်တင်ကမင်းကိုအရန်ချစ်တယ်ဆိုတာငါသိတယ်သူကမင်းပြောသမျှကိုနားထောင်နေတာကြောင့်ခေငါသူ့ကိုဆိုပြတယ်မင်းငါဘက်ကနေစကားနည်းနည်းပြောပြနိုင်မလားဒါဆိုရင်ငါတို့ပြန်တွဲဖို့အခွင့်အလမ်းပိုများလာမယ်အပေါ်ရန်ကြည့်ရင်စွန်ချမ်းကနူးညံ့ပြီးတည်ငြိမ်ပုံရပေမဲ့တကယ်တော့သူကမကောင်းတဲ့ရည်ရွယ်ချက်တွေအပြည့်ရယေစုဝင်တွေပေါ်ထားတဲ့အချစ်ကျွန်တော်ရဲ့အားနည်းချက်ကိုအတုံးချပြီးကျွန်တော်ကိုနာကျင်အောင်လုပ်ချင်တာပါဒါပေမဲ့စွန်ချမ်းမသိတာကတော့ကျွန်တော်ရဲ့အတိတ်ဘဝကအဖြစ်အပျက်တွေကြောင့်စုဝင်တင်ပေါ်ထားတဲ့ကျွန်တော်ရဲ့ခံစားချက်တွေဟာတည်ဆုံသွားခဲ့ပြီဆိုတာပါပဲဒါကြောင့်ကျွန်တော်ကသူ့ထက်ပိုပြီးတောက်ပတ်တဲ့အပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်ဟုတ်ကဲ့စိတ်မပူပါနဲ့ကျွန်တော်မင်းဒီကိုလှုပ်ပေးခဲ့တယ်လို့ပဲကျွန်တော်ကိုအစားအစာတွေတက်ဆက်ခတ်ပေးနေပါတယ်စပွဲထိုးကကြက်သားဟင်းအိုးအစ်စ်တိုးလာပြီးသူကကျွန်တော်ပကံထဲကိုတစ်ဖက်ထည့်ပေးလိုက်တဲ့အခါကျွန်တော်လက်ကပြပြီးရင်ကျေးစွာပြုံးပြီးပြောလိုက်ပါတယ်အမကျွန်တော်ကြီးလာပါပြီကိုးပါဘာသာကိုခံစားနိုင်ပါတယ်စွန်ချမ်းကိုပဲခတ်ပေးပါတယ်ကြက်သားတစ်ဖက်ကလေထဲမှာရက်တက်နေပြီးအနေထားကမတတ်မတာဖြစ်သွားပါတယ်ဒီမြင်ကွင်းကိုမြင်တော့စွန်ချမ်းကသူ့ပံကန်ကိုကရောက်ပြီးတယောက်ထပ်ပြီးစုံချမ်းကိုဂုံပြူဖို့ရှက်တိုင်းတက်ဒီလိုနဲ့တခြားတငယ်ချင်းတွေကတယောက်ပြီးတယောက်ထပ်ပြီးစွန်ချမ်းကိုဂုံပြူဖို့ရက်လုပ်ကြပါတယ်စွန်ချမ်းကသူ့ဖန်ခွက်ကိုယူလိုက်တုံးစုဝမ်းတင်ကသူ့လက်ထဲကနေဆွဲယူလိုက်ပါတယ်စွန်ချမ်းကအရက်နည်းနည်းလေးတောက်တာနဲ့မူးတက်တယ်ငါသူ့စားတောက်ပေးမယ်လို့ပြောပြီးစုဝမ်းတင်ကသူ့ဖန်ခွက်ကိုမောချလိုက်ပါတယ်လူတိုင်းကလက်ခုပ်တီးပြီးအားပေးကြပါတယ်စုဝမ်းတင်အရက်တွေဆက်တိုက်ဘူးဝက်နေမှုတွေလားမသိပါဘူးသူကစွမ်းကြိုက်သူကစွန်ချမ်းကိုနူးညံ့တဲ့အကြီးနဲ့ကြည့်ပြီးပြောပါတယ်ဘာမှမဖြစ်ပါဘူးမင်းကအရက်မတောက်နိုင်ဘူးသူတို့ကမင်းကိုစာနောက်နေတာထင်တဲ့ဒီစကားကြောင့်လူများကြားမှာစူညံသွားခဲ့ပါတယ်စုဝင်တွေရဲ့ဘဝမှာအရေးကြီးဆုံးအချိန်ရောက်လာပြီဆိုတာကျွန်တော်သိလိုက်ပါတယ်စွန်ချမ်းရဲ့မျက်နှာကနီးရဲနေပါတယ်ဝင်းနေဒီနှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာတောင်ငါဘာတစ်ခုမှမမေ့နိုင်သေးဘူးငါဒီအနေကပြည့်စုံဥဆုံနေပါတယ်ဇလိုက်သူ့ရဲ့အချစ်ကိုရဲဝံဝမ်းဖွင့်ပြောခဲ့ပြီးချုံမောတဲ့အမျိုးသားမျိုးကရှားပါတယ်အမမင်းပါလို့လက်မခံသေးတာလဲစုဝင်တွေကကျွန်တော်ကိုလုံးဝထိတ်လန့်တုန်လှုပ်စွာကြည့်လိုက်ပါတယ်ဂူယူမင်းဒီနေပါဖြစ်နေတာလဲတခြားသူတွေအားပေးတာကထားပါတော့မင်းကငါရဲ့ချစ်သူတယောက်အနေနဲ့ဘာလို့သူတို့ကိုအားပေးနေတာလဲလက်ဒီစကားတွေပြောလိုက်တာနဲ့လူတိုင်းတိတ်ဆိတ်သွားခဲ့ပါတယ်ကျွန်တော်အမကအရင်ဆုံးထုတ်ပြန်ခဲ့ပါတယ်သူကစူဝင်းနေကိုကြည့်လိုက်ပြီးတော့ကျွန်တော်ကိုကြည့်လိုက်ပါတယ်ဂူယူသူမင်းကိုဘလို့ခေါ်လိုက်တာလဲချစ်သူလားတဲ့ကျွန်တော်ကတော့ညင်စွာပြုံးပြီးရှင်းပြလိုက်ပါတယ်အမင်းကျွန်တော်တို့ရဲ့ဒုတိယအမအရက်တောက်ထားတာကိုတခါမှမမြင်ဘူးသူနောက်ပြောင်နေတာပါစူဝင်းတနင်ကရပါတယ်သူလှည့်ကြည့်လိုက်တဲ့အခါစွန်ချမ်းရဲ့ခြေတလုံးကဖန်ခွဲဆက်တွေနဲ့သူလှည့်ကြည့်လိုက်တဲ့အခါစွန်ချမ်းရဲ့ခြေလုံးကဖန်ခွဲဆက်တွေနဲ့ပြတ်ချနေတာကိုတွေ့လိုက်ရပါတယ်ဒါကိုမြင်တော့စုဝင်တွေကအရာအလုံးကိုမေ့သွားပြီးစွန်ချမ်းကိုထူဖို့အပြေးလွှတ်သွားခဲ့ပါတယ်သူ့တရားကိုမြင်တော့စုဝင်တွေမျက်မှောင်ချုပ်ပြီးစိုးရိမ်ပူပန်နေခဲ့ပါတယ်စွန်ချမ်းကအရင်ဆုံးကျွန်တော်ကိုမျက်စောင်းထိုးကြည့်လိုက်ပြီးမှစုဝင်နေဘက်ကိုလှည့်ပြီးတနာပွဲပြောပါတယ်ဒါမကြည့်တော့ဘူးလားသူ့အတန်ကမကြက်လွန်းသလိုမနှိမ့်လွန်းပါဘူးကျွန်တော်ကြားနိုင်လောက်အောင်မှာပဲသူကစုဝင်တွေကိုလူတိုင်းရှိမှသူတို့ရဲ့ဆက်ဆံရေးကိုရှင်းပြခိုင်းဖို့တမင်တကာပြောခဲ့တာပါဒါပေမဲ့မမျှော်လင့်မဲ့စုဝင်တွေကတည်ငြိမ်နေခဲ့ပြီးဘာမှမပြောခဲ့ပါဘူးသူ့ကြိုအနောက်ကိုခဏကြည့်လိုက်ပြီးမှစုံချမ်းကိုပြောပါတယ်သူကိုဂယုမဆိုင်ပါနဲ့ငါမင်းကိုဆေးရုံအရင်လိုက်ပို့ပေးမယ်ဒီလိုပြောပြီးသူစွန်းချမ်းကိုဆွဲပြီးချက်